ရာရာဖြည်းဖြည်းပြီးသူအဖေဟာဆွခေါ်သွားပြီအခုတော့ဖေများရောက်နေတယ်လေအဖေမြစ်ပြထွက်ပြီးတယ်ဒီတစ်ချစ်တဲ့ဘုံနဲ့တာကတော့ပါလေလောကလမ်းပေါ်တယောက်တည်းအားခဲ့နေအဖေရှိတော့အဖေမဝလေးစီပြတ်တွေ့ကျွန်တော်ကိုချစ်တယ်တော်တလေးမှမိမရနိုင်ပါအဖေမမီနဲ့ကျွန်တော်ကလေးဘဝငယ်စီဒီလေးတီးတဲ့အဖေရဲ့လက်နဲ့မိတဲ့ချင်းစုတဲ့လူကိုအတွေ့ထဲမှာအမြင်ပြရောင်နေအဖေသာရှိရင်ကျွန်တော်တကယ်ပြောမိမယ်စင်မောရောက်တိုင်းလွမ်းနေညမတန်စတဲ့တွေစူနေလွမ်းနေအောင်မေတာလုံးမီတာလူကပါလေဒီခောက်ပြန်လာတဲ့ဖြစ်ရဲ့ဒီတစ်ချစ်တော်နဲ့တန်လိုက်ပြရစေ